Hello SALC နဲ့ပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့ IELTS ရဲ့မေးခွန်းနားထောင်ခြင်း listening ပေါ့နော် listening စာပွဲမေးခွန်းတွေကခက်ခဲတဲ့မေးခွန်းတစ်ခုဖြစ်တဲ့မြေပုံအညွှန်းတက်ခြင်းမေးခွန်းနဲ့ပတ်သက်ပြီးတော့ဝင်ပြပေးသွားမှာဖြစ်ပါတယ်IELTS listening မှာအပိုင်း၄ပိုင်းပါတယ်အပိုင်း၁အပိုင်း၂အပိုင်း၃အပိုင်း၄ပေါ့ဒီအညွှန်းတက်မြေပုံအညွှန်းတက်တဲ့မေးခွန်းကအပိုင်း၂မှာပါတယ်အဲ့ဒီမေးခွန်းရဲ့ထူးခြားချက်ကတော့စကားပြောသူကတယောက်ပဲရှိတယ်အဲ့စကားပြောသူကဥစားခီးသွားလမ်းညွှန်လည်းဖြစ်နိုင်တယ်နောက်ပြီးတော့နေရာတစ်ခုရဲ့ဒါမှမဟုတ်အဆောက်အုံတစ်ခုရဲ့အာဏာပိုင်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူကနေပြီးတော့မှအဲ့ဒီအဆောက်အုံအဲ့ဒီသမိုင်းဝင်နေရာဒါမှမဟုတ်ဒီနေရာတစ်ခုခုရဲ့မြေပုံနဲ့ပတ်သက်ပြီးသူကရှင်းပြတယ်အဲ့ဒီမှာကိုကနားထောင်ပြီးတော့သူရှင်းပြတဲ့ထက်ကမေကုံမေးထားတဲ့အညွှန်းနေရာတွေကိုကအညွှန်းတက်ပေးရတာဖြစ်ပါတယ်ဆိုတော့ဒီအာလ်တီမေကုံနားထောင်ခြင်းမေကုံနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီမေကုံကိုကြိုပြီးတော့ဘယ်လိုကြည့်ရမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်မေကုံမျိုးစား၄မျိုးလောက်ကိုကျွန်တော်ကာဗာဖြစ်ပြီးသွားပြီနော်ဒီမေကုံမျိုးစား1 2 3 4ပေါ့အခုဒီနေ့မှာတော့မေကုံမျိုးစားနံပါတ်8မြေပုံပေါ့နော်မြေပုံဘယ်လိုကြိုကြည့်မလဲမြေပုံမေကုံကိုလည်းကူကူလေးနဲ့ဘယ်လိုနားထောင်ပြီးတော့ဖြေလို့ရအောင်လုပ်နေဆိုတာကိုဝင်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့မေကုံဒီမြေပုံမေကုံစကြည့်ကြည့်မှာမေကုံဘယ်လိုကြိုကြည့်ပြီးတော့ခွဲခြမ်းစိတ်ပြရမလဲဆိုတာအခုနီးနဲ့ဝင်ပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်နည်းကတော့ဒီအရှေ့နောက်တောင်မြောက်ပေါ့နော်အရင်ဆုံးကြည့်ရမြေပုံမြင်ချင်းမှာကြည့်ရမယ့်ပုံစံအရှေ့နောက်တောင်မြောက်ချက်ချင်းခွဲလိုက်ရပြီးရင်အရှေ့ဘက်မှာဘာရှိလဲဆိုတာကိုကမြင်ဆန်နဲ့လိုက်ကြည့်ရမယ်အနောက်ဘက်မှာဘာရှိလဲတောင်ဘက်မှာဘာရှိလဲမြောက်ဘက်မှာဘာရှိလဲပေါ့အဆောက်အုံတွေလားအားကစားကွင်းတွေလားစိုက်ပျိုးရေးနေရာလားစသဖြင့်ပေါ့လေနောက်ပြီးအဲ့လိုမျိုးမြေပုံအရှေ့နောက်တောင်မြောက်ခွဲခြမ်းစိတ်ဖြာလေ့လာပြီးသွားပြီဆိုရင်နောက်မြေပုံရဲ့တခြားပို့ပြီးတော့အသေးသေးကြတဲ့ခွဲခြမ်းစိတ်ဖြာလေ့လာမှုကိုထပ်ပြီးတော့လုပ်ဖို့လိုတယ်အဲ့ဒါကတော့အခုဒီပုံမှာပြထားတဲ့အတိုင်းမြေပုံကိုအစိတ်ပိုင်းခွဲတာပေါ့နော်အရင်ဆုံးအရေးကြီးတဲ့မြေပုံရဲ့အစိတ်ပိုင်းတစ်ခုကတော့ဝင်ပေါက်ပေါ့ဝင်ပေါက်ကဘယ်မှာရှိရလဲပေါ့ဝင်ပေါက်ကအရှေ့မှာရှိရလားအနောက်မှာရှိရလားတောင်ဘက်မှာရှိရလားမြောက်ဘက်မှာရှိရလားအဲ့ဒါလိုက်ကြည့်ရမယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီညွန်ကြားချက်ကအမြဲဆုံးဝင်ပေါက်ကနေစလိမ့်ရှိအများကြီးပေါ့နော်ဆိုတော့ဝင်ပေါက်ကိုကသိနေပြီလို့ပြီးရင်အလဲစန်တယ်ပေါ့နော်မြေပုံရဲ့အလဲမှာဘာတွေရှိလဲပေါ့အဲ့ကြည့်ဖို့နောက်ပြီးတော့မြေပုံရဲ့တောင်စုအခုစဉ်တောင်စု၄ခုရှိတယ်ဟိုဘက်ကလက်ရထိတ်ဆုံးပိုင်းတောင်စုကိုတော့ top right hand corner သို့မဟုတ် upper right hand corner ပေါ့ဒီဘက်သူ့ရဲ့ဆန့်ကျင်ဘက်အောက်ပိုင်းလက်ရဘက်တောင်စုကြတော့ bottom right hand corner သို့မဟုတ် lower right hand corner အဲ့လိုမျိုးလိုက်ပြီးတော့ခွဲခြမ်းစိတ်ပြလေ့လာမယ်အဲ့ဒီနေရာတွေမှာဘာရှိလဲဆိုတာကြိုပြီးတော့ကြည့်ထားမယ်ဆိုရင်မြေပုံကိုမြေပုံနဲ့ပတ်သက်ပြီးညွှန်ကြားချက်ကိုနားထောင်ရတဲ့အခါမှာလွယ်လွယ်ကူကူလိုက်နားထောင်နိုင်ပြီးတော့အဖြေကိုလွယ်လွယ်ကူရှာတွေ့ရှိလိုက်ဆိုတော့အဲ့ဒါကိုမြေပုံအစစ်နဲ့စမ်းကြည့်အောင်ဆိုတော့မြေပုံခုနကကျွန်တော်ပြောတာခွဲခြားတဲ့အခါအရှင်းနောက်တောင်မြောက်လို့ကျွန်တော်ကပြောထားတယ်နော်ဒါဆိုကိုကသိသွားပြီဒီ entrance ကဝင်ပေါက်ကအနောက်ဘက်ခြမ်းမှာရှိတယ်အရှေ့ဘက်ခြမ်းမှာကျတော့ coffee ဆိုင်နဲ့ဟုတ်စားအိမ်သားရဲ့နောက်ပြီးတော့မေကွန်းနံပါတ်4ရှိတယ်အလယ်မှာကျတော့မေကွန်းနံပါတ်1နဲ့3ရှိတယ်တောင်ဘက်ခြမ်းမှာမေကွန်းနံပါတ်2ရှိတယ်နောက်ပြီးတော့အဲ့ဒီအဆောင်တစ်ခုလုံးဖြတ်ပြီးတော့ဖြတ်တန်းသွားတဲ့လမ်းက main avenue ပေါ့နော်နောက်ပြီးတော့ coffee ဆိုင်ကအရှေ့ဘက်ခြမ်းမှာတင်ရှိတာမဟုတ်ပဲနဲ့အနောက်ဘက်ခြမ်းရဲ့ဝင်ပေါက်နားလေးမှာဒီရေပန်းရှိတယ်အဲ့ဒီရေပန်းလမ်းလေးမှာ coffee ဆိုင်ရှိမယ်ဟိုမြောက်ဘက်ဆိုမှနောက်တာ coffee ဆိုင်ရှိတယ်အဲ့ဒီမြေပုံညွှန်းတက်တဲ့အခါမှာကိုကဘာမှစလုံးတွေရေးရမလို့ ABC လေးပဲရေးပေးရုံပဲဒီနေရာမှာမေကွန်း၄ခုပေးထားတယ်အဲ့ဒီမေကွန်း၄ခုမှာဒီအဖြေက A ကနေ H ပေးထားတယ်အဲ့ဒီတည်းကမှန်ရတကူကိုထည့်ရမယ်မှန်ရတကူကိုထည့်ရမယ်နော်ဆိုတဲ့အခါကျတော့ A မှာဘာရှိလဲဆိုရင် art gallery ပေါ့ B ကတော့ cinema H ကတော့ shopping center အဲ့ဒါကိုကနားထောင်ပြီးတော့မှဒီ
အညွန်းတွေကိုတက်ပြန်တေးကြတာတော့အန်ထရညာနဲ့ပြတ်ထားတဲ့နေရာကိုကြည့်လိုက်မယ်ဆိုရင်ညွန်ကြားချက်ကိုယ့်ရဲ့ခရီးစဉ်အစပြုမဲ့နေရာဟာဒီဝင်ပေါက်ကနေအစပြုမဲ့ဆိုတာကိုမှတ်သားထားလို့ရတယ်Wow. Hi, Jane. This is Tanya. I'm calling to make arrangements for the concert on Saturday. I can't believe you've never been to the arena before. I often go at the weekend. There isn't just track 51. Hi, Jane. Track 51. Aku atan fine ဖွင့်ပြီးတော့ဒီမြေပုံကိုဘယ်လိုအညွန်းတက်နားထောင်ပြီးတော့မှညွန်ကြားချက်နားထောင်ပြီးတော့အညွန်းတက်ပေးရမလဲဆိုတာကိုလက်တွေ့လုပ်ပြမယ်နော် This is Tanya. I'm calling to make arrangements for the concert on Saturday. I can't believe you've never been to the arena before. I often go at the weekend. There isn't ဆိုတော့ဒီတငယ်ချင်းတစုကဒီ arena ဆိုတာအညွန်းနံပါတ် G အဲ့ဒီ arena ဆိုတဲ့ဖြော်ပြခမ်းမအဖြော်ပြပွဲကိုသွားမှာအဲ့လိုသွားမယ်ဆိုတဲ့အခါကျတငယ်ချင်းတွေကိုဘယ်လိုသွားမလဲဆိုတာကိုညွှန်ကြားချက်ပေးမှာဖြစ်ပါတယ် venue. There are also lots of other things to do. Shopping, restaurants, exhibitions. I'm giving Melissa and Sarah a lift. So, shall we all meet up for a coffee before the concert? I'll give you directions. Okay, listen carefully. As you walk through the main entrance, you come to a square with a big fountain in the middle. This is where people usually arrange to meet up, and sometimes they have live music here. Beyond the square, on Main Avenue, on your right, there are several restaurants. And opposite these, on your left, is an exhibition centre. ဟုတ်ပြီအခုဆိုရင်ကျွန်တော် Antra နဲ့ဝင်လာတယ်ဒီရေပန်းကြောင်းသူပြောသွားတယ်ဒီနေရာမှာlive music ပေါ့ဖြော်ပြပွဲဖြော်ပြတွေလူတွေလာပြီးတော့မှလူကိုယ်တိုင်လာဖြော်ပြတဲ့ဟာမျိုးတွေရှိတယ်ပြီးတော့သူ main avenue ပေါ့ဆက်ပြီးတော့ရှောက်သွားတဲ့အခါသူကပြောတယ်ညာဘက်ချမ်းမှာစားတော့ဆိုင်တွေရှိတယ်တဲ့ဒီမှာစားတော့ဆိုင်3ဆိုင်ရှိမယ်ဒီညာဘက်ချမ်းမှာတွေ့လိမ့်မယ်စားတော့ဆိုင်နောက်ပြီးတော့သူ့ရဲ့ဆန့်ကျင်ဘက်မေကွန်းနံပါတ်1ကသူကဘာပြောသွားလဲဆိုရင် exhibition center တဲ့ exhibition center ဆိုတော့အညွန်း F အဲ့မှာတိမှာ F ရေးပြီးဝင်နော်အဲ့ဒီအညွန်း F ကပြကန်းတွေထားရတယ်ပေါ့ပြကန်းတွေထားရတယ်ဆိုတဲ့အကြောင်းနော်ဆိုတော့ခုနကကျွန်တော်ပြောလို့ဒီမြေပုံဒီလိုခွဲခြားစိတ်ဖြာထားကြည့်ထားမယ်ဆိုရင်နားထောင်အရန်လွယ်တယ်နော်နောက်ပြီးတော့ဆက်ပြီးတော့နားထောင်ကြည့်အောင်
here, but they moved it when they finished building the arena. So, there are several coffee shops to choose from. နောက် coffee ကြောင်းပြောနေတယ် One near the fountain and one in the north end of the building. But I suggest that we go to the one at the end of Main Avenue, because it'll probably be less busy than the others. It's right at the end, after you pass the art gallery on the right. ဟုတ်ပြီသူကဒီအရှိဘက်ချမ်းမှာရှိတဲ့ဒီလမ်းမကြီးပေါ့နော် Main Avenue ရဲ့အစွန်ဆုံးမှာအဆုံးမှာရှိတဲ့ coffee ဆိုင်သူကသွားခြင်းအဲ့လိုသွားတဲ့အခါမှာမိကုနံပါတ်2ရဲ့အဖြစ်သူကပြောတာဘာကိုဖြတ်သွားမလဲဆိုရင် art gallery တဲ့ဆိုတော့အညွန်း A ပေါ့အနုပညာခမ်းမကိုဖြတ်ပြီးတော့မှဒီ coffee ဆိုင်ရောက်မယ်ဆိုတဲ့အဲ့လိုရောက်သွားပြီဆိုရင်မိကု3နဲ့4အတွက်ကိုတိသွားပြီအရှိမဆက်သွားကြရမရှိဘူးဆိုတော့အနောက်ပြန်ဆုတ်လာမယ်အနောက်ပြန်ဆုတ်လာရင်အဲ့ဒီ3ရဲ့မိကုအကြောင်းသူပြောသွားလို့ IS မိကုဒီမိကုမှန်တယ်များ listening နဲ့ပတ်သက်ရင်အစင်လိုက်ပဲလာတယ်နော်1 2 3 4မိကုအဖြစ်တစ်ခုတစ်ခုချင်းစီတိုင်းကအစင်လိုက်ပဲလာတယ်ဆက်ပြီးတော့နားထောင်ရအောင် Shall we all meet there at 7 o'clock? Then, after we've had a coffee, to get into the arena, we just need to go through the shopping centre. ဟုတ်ပြီကပွဲခမ်းမကိုသွားပြီးဆိုရင် shopping center ကိုဖြတ်သွားမယ်အဖြစ်တစ်ခုစလုံးရသွားပြီဒါဆိုရင်သိကြတယ် shopping center ကိုဖြတ်ပြီးတော့မှ arena ကိုရောက်မယ်ဆိုတော့ shopping center ကမိကုနံပါတ်3ရဲ့အဖြစ်ဖြစ်သွားတယ် shopping center ဆိုတော့ H နောက်ပြီးတော့၄ကသူတို့သွားခြင်းနဲ့နေရာဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့၄က arena G ဆိုတဲ့အဖြစ်ရပါတယ်ဆိုတော့မြေပုံကိုအဲ့လိုမျိုးအရှိနောက်တောင်မြောက်ခွဲမယ်ပြီးရင် down zone တွေမှာဘာရှိလဲဆိုတာခွဲမယ်ဝင်ပေါက်ဘယ်မှာရှိမလဲအလဲမှာဘယ်မှာဘာရှိမလဲဆိုတာခွဲချမ်းစိတ်ပြပြီးတော့မြေပုံကိုကြည့်ထားမယ်ဆိုရင်ကိုယ့်ရဲ့ဒီမြေပုံကိုနားထောင်ပြီးတော့မှဖြေရတဲ့အခါမှာအရန်လွယ်ကူသွားလိမ့်မယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာဝေမျှသွားတာကဒီ IS မေကွန်း IS မှာ listening မှာခက်ခဲတဲ့မေကွန်းတစ်ခုဖြစ်တဲ့မြေပုံအညွှန်းတက်ခြင်းမေကွန်းကိုဘယ်လိုချင်းကရမလဲဘယ်လိုကြိုကြည့်ရမလဲဘယ်လိုနားထောင်ရမလဲဆိုတာဝေမျှသွားတာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ဒီ listening or reading အတွက်ရောအရန်ကိုအသုံးဝင်တဲ့ paraphrasing strategy လို့ခေါ်တဲ့အဓိပ္ပာယ်တူပေမဲ့စကားလုံးမတူကွဲပြားတဲ့စကားလုံးနဲ့ပြန်ပြောပြန်ရေးထားတဲ့အခြေအနေမျိုးကိုဘယ်လိုကိုကသိအောင်လုပ်မလဲနားလည်အောင်လုပ်မလဲဆိုတော့paraphrasing ပေါ့နော်တူညီတဲ့အဓိပ္ပာယ်ကိုပဲနည်းအမျိုးမျိုးနဲ့ပြောဆိုရေးသားတဲ့နည်းကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ဒီ paraphrasing က reading အတွက်မှာရော writing အတွက်မှာရောအရေးကြီးတယ်အဲ့ဒါကိုနောက်ဗီဒီယိုကြမှာပဲအသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်